ခဏထမင်းခုခတ်ပြီးစားချင်တယ်ကင်းမို့မဲကြော်လေးကြော်ပါမယ်ထမင်းဖြူပူပူလေးနဲ့စားရင်တော့ရမ်းကောင်းပါတယ်ရုံဆုံးနေနဲ့ကင်းမို့အကောင်တိတ်တိတ်လေးတွေကိုအတွင်းကပလတ်စတစ်ချောင်းလေးထုတ်ပြီးရေစီအောင်ဆေးချိုးထားပါမယ်စားချက်ဖို့အတွက်အိုးရဲကိုစီနွေးမုတ်ထည့်ပေးပါမယ်ပြီးရင်တော့ရေဆေးလှီးထားတဲ့ကြက်သွန်နီကြက်သွန်ဖြူထည့်ပြီးနွမ်းနဲ့ထိကြော်ပေးပါမယ်ကြက်သွန်လေးတွေနွမ်းသွားရင်တော့ကင်းမို့ထည့်ပေးပါမယ်ရသအနေနဲ့ခ ्यू စီစာအချုံမုံငရုတ်ကောင်းမုံအဖြူထည့်ပြီးတေချာလေးမှွေပေးပြီးချက်ပေးပါမယ်ခင်းမို့ထဲကရေတော့အများကြီးထွက်ပါတယ်စိတ်စစ်စီလေးနဲ့ရေခမ်းတဲ့အထိအိုးဖုံးမပိတ်ပဲချက်ပေးပါမယ်ဟေးအိုးအရေလေးခမ်းလာရင်တော့ငရုတ်တီတောက်လေးထည့်ပေးပါမယ်မချက်စားဘူးရင်တော့ချက်စားကြည့်ပါနော်နောက်ဆုံးမှာတော့အနှစ်အမဲစစ်စိတ်လေးနဲ့ကင်းမို့ကြိုလေးရပါပြီနောက်ဗီဒီယိုတွေအတွက် like and follow လေးလုပ်ဝပေးပါဦးရှင်